ပိုက်ဆံနဲ့ပတ်သက်တဲ့အမြင်ကိုနည်းနည်းလေးပြောင်းလိုက်ရုံနဲ့လက်ရှိဘန်ဒါရဲ့အခြေအနေတစ်ခုလုံးကိုပြောင်းရလန်ပစ်နိုင်တယ်ဆိုရင်တော့စိတ်ဝင်စားစရာပဲเนาะဒီနေ့မှတော့အဲ့ဒီအကြောင်းကိုပဲပြောပြသွားမှာပါကျေးဇူးတင်တဲ့စိတ်လေးတစ်ခုကငွေကြေးချမ်းသာမှုကိုဘယ်လိုမျိုးအစွမ်းပေါင်းများစွာတိုးပွားလာစေနိုင်တယ်ဆိုတဲ့အစွမ်းထက်တဲ့နီးလန်းတစ်ခုကိုချပြပေးသွားပါမယ်ဒီ idea ရဲ့အဓိကအချက်အတော့ရှင်းရှင်းလေးပါပဲကျေးဇူးတင်တဲ့စိတ်ကအရာရာကိုတိုးပွားစေတဲ့အစွမ်းတဲ့အရာကို multiplier တစ်ခုလိုပါပဲအထူးသဖြင့်ငွေရေးကြေးရေးကိစ္စတွေမှာဆိုရင်ပေါ့နော်ဟုတ်ပြီဒါကဘလို့လို့တလဲဆိုတာကိုအတူတူကြည့်လိုက်ရအောင်ကောင်းပါပြီကျေးဇူးတင်စိတ်ကငွေကိုတိုးပွားစေတယ်ဆိုတာကတော့ကြားလို့ကောင်းတာပေါ့ဒါပေမဲ့လက်တွေ့မှာတော့ဒါကဘလို့ဖြစ်နိုင်မှာလဲအဲ့ဒီရဲ့နောက်ွယ်ကအခြေခံအကြဆုံးနေရာပါကိုအရင်ဆုံးနားလည်အောင်လုပ်ကြအောင်အဓိကတော့ကိုယ့်ရဲ့အာယုံစိုက်မှုပါပဲလူတယောက်ရဲ့ငွေရေးကြေးရဲ့အခြေအနေကဘယ်အရာပေါ်မှာအာယုံစိုက်နေတယ်လဲဆိုတဲ့အပေါ်အများကြီးမှုတွေပါတယ်ငါမှဒါမရှိဘူးဟိုကလိုနေလဲဆိုပြီးမရှိတာတွေကိုပဲတောက်ချောက်တွေးနေမယ်ဆိုရင်တော့ချိုးတဲ့မှုတွေစိတ်ဖိစီးမှုတွေကိုပဲခံစားနေရမှာပါဒါပေမဲ့ကိုမှရှိပြီးသားရတွေကိုဒါကျေးဇူးတင်တဲ့စိတ်ကိုမွေးမြူလိုက်မယ်ဆိုရင်တော့ပေါ်ကျော်ဝါမှုတွေကသူ့လိုလိုက်လာမှာဖြစ်ပါတယ်အကောင့်တန်တရားတစ်ခုကိုစတင်လိုက်တာနဲ့အတူတူပါပဲဒီနေရာမှာတတိပြုရမယ်အရေးကြီးဆုံးအချက်ကတော့ဒါစိတ်ကူးနဲ့လုပ်ရတဲ့လေ့ကျင့်ခန်းတတ်မဟုတ်ဘူးဆိုတာပါပဲငါကျေးဇူးတင်တယ်လို့ဘာစက်ကရွတ်နေရုံနဲ့မပြီးပါဘူးအဲ့ကျေးဇူးတင်တဲ့စိတ်ခံစားမှုကိုနှလုံးသားထဲကနေတကယ့်ကိုနက်နက်ရှားရှားခံစားရဖို့လိုပါတယ်အဲ့စစ်မှန်တဲ့စိတ်ခံစားမှုကမှပေါ်များကြွယ်ဝမှုတွေကိုဆွဲဆောင်တဲ့တန်လိုက်တစ်ခုလိုလွတ်ဆောင်ပေးမှာပါကဲ theory တွေဖြိုးတာခဏရပြီးလက်တွေ့လုပ်ကြည့်အောင်ပထမဆုံးနီလန်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ပြည်စုပန်ကိုပြောင်းလဲဖို့အတွက်အတိတ်ကိုခဏပြန်သွားရမှာပါဘယ်လိုလုပ်ရမလဲဆိုတာကြည့်လိုက်အောင်ဒီလေ့ကျင့်ခန်းကိုတော့ဝတ်ထားတဲ့ချမ်းသာမှုတွေကိုရှာဖွေခြင်းလို့ခေါ်လို့ရပါတယ်လို့ရမှာကတော့ကိုယ့်ရဲ့ငယ်ပွားနဲ့လူငယ်ပွားတစ်လျှောက်လုံးကိုယ့်အတွက်အသုံးပြုခဲ့တဲ့ငွေကြေးတွေကိုပြန်စဉ်းစားကြည့်ဖို့ပါပဲအဲ့ဒီအထက်ကအနည်းဆုံးအခု20ကိုစည်ရချရေးပြီးတခုချင်းစီအတွက်စိတ်ထဲကနေလှက်လက်ကျေးဇူးတင်ကြည့်လိုက်ပါတခါလေကြာရင်ဘာကိုစဉ်းစားရမှမသိဖြစ်သွားတတ်တယ်ဟုတ်အဲ့ဒါဆိုရင်ဒီမေကုံးလေးတွေကိုကိုပြန်မေးကြည့်လို့ရပါတယ်အမြဲတမ်းစားစရာရှိခဲ့လားနေစရာအိမ်ငယ်ရောပညာသင်ကြားခွင့်ရခဲ့လားဒါတွေအားလုံးကပိုက်ဆံကုန်ကြတဲ့အရာတွေချေပါပဲဒါပေမဲ့ကိုကတော့အလကားနီးပါဒါမှမဟုတ်တရားရောက်ကပေးဆက်ပြီးရခဲ့တာတွေပါအဲ့ဒီအရာတွေအတွက်ကျေးဇူးတင်တဲ့စိတ်ကိုအပြည့်အဝခံလာကြည့်လိုက်ပါဟုတ်ပြီအတိတ်ကပေါ်ကျွယ်ဝမှုတွေကိုပြန်လည်အတိမတ်ပြုပြီးတဲ့အခါမှာတော့အဲ့ဒီစွမ်းအားကိုအနာဂတ်အတွက်အသုံးချရမယ့်အချိန်ရောက်ပါပြီဒီတစ်ခါမှာတော့နေ့စဉ်ပြုလုပ်ရမယ့်အလွန်အစွမ်းထက်တဲ့အလေးချင်းတစ်ခုကိုအတူတူတိဆောက်တော့ကြပါမယ်ဒီနိလရဲ့အဓိကစီမင်းကတော့ကိုစီဝင်လာတဲ့ငွေတိုင်းကိုကျေးဇူးတင်စိတ်ရဲ့စွမ်းအားကိုအသုံးပြုဖို့အခွင့်အရေးတစ်ခုအဖြစ်သတ်မှတ်ဖို့ပါပဲအဲ့ဒါကလမ်းစာဖြစ်ဖြစ်တယောက်ယောက်ကပိဿာအန္တာဖြစ်ဖြစ်လက်ဆောင်ရလာဖြစ်ဖြစ်ပမာဏများများနဲ့လုံးဝအရေးမကြီးပါဘူးဝင်လာတဲ့ငွေတိုင်းအတွက်ကျေးဇူးတင်စိတ်ကိုအဖြစ်ပါခံစားပါဒီအလေးအချင်းကိုလက်တွေ့ဘဝမှာအမြဲတတိယနေစေဖို့စွမ်းအားရှိငွေစက်ကူတစ်ရက်ကိုဖန်တီးရပါမယ်ကိုမှရှိတဲ့ငွေစက်ကူတစ်ရက်ကိုယူအဲ့ဒီပေါ်မှာစာတစ်ကြောင်းရေးပြီးကိုပိတ်ဆန်အိတ်ထဲအမြဲဆောင်ထားပါပြီးတော့ဒီနေ့ကိုအနည်းဆုံး2ချိန်လောက်အဲ့ဒီငွေစက်ကူလေးကိုကိုင်းစာကိုဖတ်ပြီးကျေးဇူးတင်စိတ်ကိုအပြည့်အဝခံစားရမှာပါအဲ့ငွေစက်ကူကိုမှရေးရမယ့်စာကတော့ဘဝတစ်လျှောက်လုံးရရှိခဲ့တဲ့ငွေအားလုံးအတွက်ကျေးဇူးတင်ပါတယ်ဆိုတာပါပဲဒီစာသားကတော်တော်လေးအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ဒါကကိုကအမြဲတမ်းပေါ်ကျွယ်ဝနေခဲ့တယ်အခုလည်းပေါ်ကျွယ်ဝနေဆဲပဲဆိုတဲ့ခံစားချက်ကိုအမြဲတမ်းသတိပေးနေလို့ပါပဲကောင်းပြီဒီလေ့ကျင့်ခန်းတွေကစိတ်ခံစားမှုကောင်းစေနိုင်တာတော့ဟုတ်ပါတယ်ဒါပေမဲ့တကယ်ပဲငွေရေးကြေးကိုပြောင်းလဲပေးနိုင်လို့လားအဖြေတော့ဟုတ်ကဲ့ပြောင်းလဲပေးနိုင်ပါတယ်ဘာလို့လဲဆိုတော့ဒါကဦးနောက်ရဲ့အလုပ်လုပ်ပုံဦးနောက်ရဲ့သိပ္ပံပညာနဲ့ဓာတ်ရိုက်ပတ်သက်နေလို့ပါပထမတစ်ခုက neuroplasticity ပါဆိုလိုတာကဦးနောက်ဟာပုံသေးမဟုတ်ဘူးလိုတလိုပုံသွင်းလို့ရလေဆိုတာပါပဲကျေးဇူးတင်စိတ်ကိုအချိန်ချင်းလေ့ကျင့်ခြင်းအပြင်ကိုကဦးနောက်ထဲမှာချိုရဲမှုဆိုတဲ့လူသွားလမ်းအောင်လေးကိုပိတ်ပြီးပေါ်ကျွယ်ဝမှုဆိုတဲ့လမ်းမကြီးအသစ်ကိုဖောက်လို့ပေးလိုက်တာနဲ့အတူတူပါပဲနောက်တစ်ခုက reticular activating system ပါဒါကိုဦးနော်ရဲ့ Google Search Engine လို့သဘောထားလိုက်ပါ Google မှာငွေမရှိဘူးလို့ရိုက်ထည့်လိုက်ရင်ဦးနော်ကငွေမရှိကြောင်းတက်သေးတွေကိုပဲရှာဖွေပြသမှာပါဒါပေမဲ့ငါမှငွေတွေပေါ်များတယ်လို့ကျေးဇူးတင်စိတ်နဲ့ရိုက်ထည့်လိုက်ရင်တော့ကိုဦးနော်ကအရင်ကမမြင်ခဲ့တဲ့ငွေပင်ခွင်လန်းတွေကိုအလိုအလျောက်ရှာဖွေပြသလာမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျေးဇူးတင်စိတ်ကဦးနောက်ရဲ့ဓာတုပေးတာကိုဘယ်လိုပြောင်းလဲစေသလဲဆိုတာကြည့်လိုက်အောင်ဥပမာအဖြစ်ဒါကစိတ်ဖိစီးမှုဟော်မုန်းကော်တီဇောလို့ချော်ချပေးလို့ငွေကြေးနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်အမှန်တွေချနိုင်စေပါတယ်
တစ်ချင်တည်းမှာပဲပျော်ရွှင်မှုဟော်မုန်းဒိုပါမင်ကိုတိုးစေတဲ့အတွက်ငွေရှာဖို့အတွက်စိတ်အားထက်တာမှုနဲ့ယုံကြည်မှုကိုလည်းတိုးပါစေပါတယ်ဒါဟာစိတ်ပိုင်းဆိုင်ရာတက်တယ်မဟုတ်တော့ပဲရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုပါပဲ ဆိုတော့ဒီနေ့အတွက်အဓိကခြံထားခဲ့ခြင်းနဲ့မဲခွန်းကတော့ဒါပါပဲကို့မှာမရှိသေးတဲ့ຢာတွေကိုအာယုံစိတ်နေမဲ့အစားဒီနေ့မှာကိုမမြင်ပဲပြစ်ပယ်ထားမိတဲ့ဘလို့ချမ်းသာကြွယ်ဝမှုတွေကိုပြန်လည်ရှာဖွေတွေ့ရှိမလဲအဖြစ်ကကိုယ့်ကိုအံ့အားတင်သွားစေနိုင်ပါတယ်